Hello အားလုံးပဲမင်္ဂလာပါကျွန်တော် Harry ပါကျွန်တော်ရဲ့ Survivor Series Fantasy 4ရဲ့ Episode 4လေးနဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ Episode မှာတော့စိုက်ခင်းအကြီးဆောင်မယ်ဗျကျွန်တော်အဲ့ဒီတွေကတော့အားလုံးပုံမှန်တိုင်းပဲဗျကျွန်တော်ဘာမှအသက်တွေမဆောက်တော့ဘူးအမှအိတ်ဆောက်ဖို့တော့နေရာတွေတော့ခြားထားရဗျဟိုဘက်တွေမှာလည်းခြားထားတယ်အဲ့ဒီတွေကဒီဘက်မှာနည်းနည်းနဲနေလို့ဗျဈေးဆိုင်တွေအများကြီးဆောက်ရအောင်ပါဗျဈေးဆိုင်က2ဆိုင်ပဲရှိသေးတာကျွန်တော်တို့ရဲ့ရွာလေးကတော်တော်လာနေပြီဗျဒီနွားချံကြီးကမလောက်မပါဖြစ်နေတယ်ဗျကျွန်တော်အိုင်ယောဖာနဲ့အလုပ်တွေဖြစ်တယ်ဗျခဏလေးနဲ့အိုင်ယောတွေကအများကြီးရတာကျွန်တော်အိုင်ယောရဲ့အကုန်ယူသွားမယ်ဗျအကူယူပြီးခိုးအိမ်ထဲမှာသွားထည့်မယ်မိုက်တွေကအိမ်ထဲမှာသွားထည့်မယ်ဗျအိုင်ယောဘလော့တွေလုပ်ပြီးထားခဲ့မယ်ဗျကျွန်တော်ညရောက်နေပြီဆိုတော့အိမ်ရိုက်တော့မယ်ဗျဘယ်တော့မှ happy guest တကောက်လည်းရှိရဗျကျွန်တော် Nether Fortress သားတော့လမ်းမတွေးလို့ယူလာတာအဲ့ကောင်တော်တော်လေးကိုနေနေတော့ကျွန်တော်တစ်ခါမှမစီဘူးဗျကျွန်တော်ပြားတွေမွေးထားတာလည်းအများကြီးဖြစ်နေပြီဗျပြားတွေအတွက်အိမ်လေးဆောက်ပေးရမယ်ဒီတိုက်ထားရဲ့ပြားတွေကရှောက်သွားနေတာအကုန်ပျောက်သွားတယ်ဗျကျွန်တော်အစာကျွေးအောင်မယ်အစာတကောင်ပဲကျွေးလို့ရရဗျခဏကျွန်တော်ကျွေးထားပြီးပြီဆိုတော့ကျွန်တော်ရဲ့အိတ်ကစိုက်ခင်းမှာစပားတွေအကုန်မဲနေပြီဗျကျွန်တော်အကုန်ရိမ့်မယ်ရိပ်ပြီးပြီဆိုတော့ပြဆိုင်မယ်ဗျโอเคကျွန်တော်ရဲ့စပားတွေကိုအိတ်ထဲမှာသွားသိမ်းထားမယ်ဗျစပားတွေတော့တော်တော်လေးနည်းနေပြီဒီတိုးတွေနဲ့နွားတွေကအများကြီးဖြစ်နေပြီဗျတော်တော်နားကြီးရဲ့အကောက်တွေអော်နေတာတို့အကုတ်သားလိုက်မယ်ဗျနည်းနည်းပဲခြံခဲ့မယ်ဟိုအသားတွေလည်းတိတ်မရှိဘူးဆိုတော့သားလိုက်မယ်ဗျတော်တော်များများ
သားရ2 step ကြော်တော့ရတယ်ဗျကျွန်တော်မီးဖို့လဲသွားထိုင်မယ်တို့ရဲ့ super smelter ရှိရဗျဒီထဲမှာချက်ထဲပြီးကျွန်တော်အခလုတ်လေးကိုနေလေးရောက်ပြီဗျဒီလိုရလာဗာပန်းလဲတော်တော်လုတ်ဖြစ်တယ်ဗျတို့မှာ super smelter တဲ့ထဲထားတဲ့ lava တွေပြည့်အဲ chest ထဲမှာတော့တော်တော်များများရှိရဗျအာယုကိုလာရလဲတကောက်ပြီးတကောက်သေးတယ်ဟေးကျွန်တော်အိမ်ဆောင်မှာဆိုတော့တိတ်ခုံးမယ်ဗျစပလူတက်သားတွေအများကြီးလိုတာโอเคလိုတလောက်လဲရပြီဆိုတော့ကျွန်တော်ပြန်မယ်ဗျတော့တိတ်ခုံးလို့ရညတိတ်ခုံးလိုက်တာညတော့ရောက်သွားတယ်ကျွန်တော်ခု granite သွားတူးမယ်ဗျအဲ့ဒါအနီအောင်တုံးလေးလိုတယ်ဗျโอเคဒီလိုတလောက်ရပြီဆိုတော့ကျွန်တော်ပြန်မယ်ဗျโอเคကျွန်တော်လိုတဲ့ပစ္စည်းတွေအကုန်ရနေပြီဆိုတော့ကျွန်တော်စားမယ်ဗျအဲ့တော့အိတ်ဆောက်တာလေးကို timeless လေးနဲ့ကြီးလိုက်ရအောင်ဗျโอเคကျွန်တော်အလေးရောင်လေးတွေရအောင်လက်ထမ်လေးလိုက်ထားမယ်ဗျာချန်စီယိုတွေပုံမှာအကြီးပဲဗျာစိုက်ခဲ့ရကျွန်တော်ဆောက်လိုက်တာတော်တော်လေးကိုကြားတယ်ဒီအဘေးတွေကပြောင်ကြီးဖြစ်နေတာဗျာကျွန်တော်ဘုံမီလေးနဲ့လှုပ်လိုက်မယ်ကျွန်တော်ဘုံမီသွားယူပြီးဗျာအဲ့လိုလိုတော့ပိုကြီးကောက်သွားရဗျအဲ့ထဲမှာလည်းလုံးဝဗျကျွန်တော်စိုက်ခဲရတော်တော်ရိုးရှင်းနေရဗျနောက် episode ကျရင်ဝင်းမင်းလေးတစ်ခုကစောက်ရမယ်တို့ကတိတ်ဆန်နေထားတဲ့နေရာပဲရှိသေးတာဆိုတော့ okay ဒီနေ့ episode လေးကဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက် episode မှာပြန်လဲဆုံတွေ့ကြမယ် bye bye